Hello အားလုံးမင်္ဂလာပါအက electronic ကနေပြန်လဲပြီးကြိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော် either ဒီ2 site ကြီးရင်းနဲ့ပြန်ဝင်ထားရပေါ့နော်ဝင်ထားတဲ့ပစ္စည်းရဆိုလို့ရှိရင်လည်းအခု customer မင်းနေကြတဲ့ Samsung 2လို့မရှိဘူးလားခဏခဏမေးရတဲ့ customer တွေအခုလက်ရှိဝင်ထားဆိုလို့ရှိရင်ပေါ့နော် either တို့ဒီမှာ Samsung 2လို့ site ကြီးအနေငယ်ဝင်ထားပါတယ်ဝင်ထားတဲ့ model ဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်လည်းပေါ့နော် either အခုပြထားတဲ့ model ဆိုလို့ရှိရင်ဒါ Samsung RT38 model ပဲဖြစ်ပါတယ်သူ့ရဲ့ height ကနေနဲ့ဆိုလို့ရှိရင်9ပေနဲ့10လက်မရှိတယ်အလျားအနေနဲ့ဆိုလို့ရှိရင်လည်း2ပေနဲ့4လက်မရှိတယ်ဒါဆိုလို့ရှိရင်ဒီအတွက်အခု screen ပုံပြပေးထားပါတော့စိုက်ကြီးရှာနေတဲ့သူတွေတော့ဆိုလို့ရှိရင်ဒီကောင်သုံးပါသူ့ရဲ့ဝန်ဆန်းတဲ့လီတာက300လီတာပဲဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ဒါလည်း Samsung ပဲ Samsung အောင်မှာသူ့ရဲ့ model က RT1 model ပဲဖြစ်ပါတယ်သူ့ရဲ့ height အနေနဲ့ဆိုလို့ရှိရင်ဒီက9ပေနဲ့10လက်မှာအလျားအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်2ပေအတိဖြစ်ပြီးတော့အခု A တက်နေပြီးတော့ဝင်ထဲပြပြမှာဆိုပါတယ်ဒီ31လေးရဲ့ဝန်ဆက်တဲ့လီတာဆိုလို့ရှိရင်လည်းပေါ့နော်305လီတာပဲဖြစ်ပါတယ်အခုအဲ့လိုပြပေးခဲ့တဲ့ဒီ Samsung 2 site ကြီးရာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုဒီမှာ PC အများကြီးရောက်ရှိထားတာမဟုတ်ဘူးသူမြင်တွေ့ရတဲ့အတိုင်းအနေငယ်ပဲရောက်ရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လိုအပ်တဲ့သူတွေတက်ဆိုလို့ရှိရင်အများဆုံးလာရောက်ဝယ်ပြပေးကြကိုအင်တာနက်ပဲတင်ရနေပြီးတော့ဖိတ်ခေါ်လိုက်ပါရစေအချိန်မီအချို့သားဆုံးစီအကောင်းဆုံးဝန်ဆောင်မှုနဲ့အာကလက်ဖန်နေပါချက်ဒီမှာရှိတော့နေလေးဖြစ်ပါသေးတယ်